ငါလက်ထဲမှာရှိတဲ့စာရေးပင်ကိုကြည့်ရင်အဲ့ဒါဟာလက်မှတ်တင်ဖို့အတွက်မဟုတ်ပဲငါဆိုတဲ့သူနဲ့စာချုပ်အောက်ကလူကြားကွဲပြားမှုကိုဖော်ပြနေတဲ့တစိမ့်တစ်ခုလိုပဲငါနာမည်ကမေမြင့်အသက်26နှစ်မန္တလေးမြို့ကအိမ်သာဆိုင်မှာတနက်မညအထိဝန်ထမ်းလုပ်နေရတယ်လက်ထက်တယ်ဆိုတာကောင်းတဲ့အရာလားနောက်လေးတစ်ယောက်ဖြစ်တဲ့ညီမကြီးကိုကူညီဖို့အတွက်ငါဘလို့လူဖြစ်တင်လဲဆိုတာကိုလွန်ခဲ့တဲ့အချိန်တွေမှာအမြဲမေးမြန်းနေခဲ့တယ်။တနေ့မှာမောင်မောင်ဆိုတဲ့လူကြီးတစ်ယောက်ကငါ့ကိုတွေ့ပြီးပြောတယ်မေမြင့်မင်းအတွက်အလုပ်တစ်ခုရှိတယ်တလတာကျပ်30သိန်းပေးမယ်ဒါပေမဲ့မင်းကဒူဘိုင်းမှာရှိမဲ့ရှိတ်ခဲခေါ်မောင်မောင်ရဲ့ဇနီးဖြစ်ရမယ်။ငါဟာအဲ့ဒီအလုပ်အကြောင်းကိုနည်းနည်းကွဲပြားစွာနားမလည်ဘူးအလုတ်ကပြည်သူရှေ့မှာဇနီးတရုပ်ဆောင်လို့ရမှာလားဒါမှမဟုတ်ကြစ်တင်ယုံလားလို့ပြောလိုက်တော့မောင်မောင်ရဲ့မိန်းကလေးမှအေးဆေးပြန်လိုက်တဲ့အားလုံးကစာချုပ်အရာပဲမင်းရဲ့အလုတ်ကအမှုပညာရှင်ကဲ့သို့ဇနီးခေါ်ပြီးပုံစံတစ်ခုလောက်ပဲဖြစ်တယ်မင်းကိုအထင်ကြီးရတွေရှာမယ်မင်းရဲ့အရက်အမြင်စကားပြောပုံတွေကပုံတပုံလို့ထင်ရမယ်ငါကစိတ်မချမ်းသာပဲစဉ်းစားတယ်ငါဟာဘယ်သူမှမဟုတ်တဲ့လူတစ်ယောက်အဲ့ဒီမှာကိုဘလို့ကာကွယ်ရမလဲဒါပေမဲ့စာချုပ်အကြောင်းတွေတနေ့တာစရာတွေကိုဖတ်ရင်းပုံမနားလည်လာတဲ့ငါလုပ်ရမယ့်အရာတွေကနနက်8နာရီမှာမနက်စာစားဥယျာဉ်မှာယောဂလေ့ကျင့်ခန်း7နာရီမှာအခမ်းအနားတက်ညနေမှာရင်းနှီးမြှုပ်နှံသူတွေနဲ့တွေ့ဆုံအမြဲပြုံးနေရမယ်စကားမလွတ်နဲ့မေးခွန်းမမေးနဲ့မသေးချရင်တိတ်ထားနဲ့တလားတာစာချုပ်အပြီးမှာကျပ်30သိန်းရတယ်ဆိုတော့ငါလက်မှတ်ထိုးလိုက်ပြီးဒီလိုနဲ့ငါဘဝဟာအလွန်ထူးခြားတဲ့ပုံစံနဲ့စတင်ခဲ့တယ်။အလုပ်ရဲ့ပထမဆုံးရက်နေ့မှာပဲမျက်နှာအပေါ်မီးခိုးထွက်လာတဲ့အယောင်စုံအဝတ်စုံနဲ့ငါ့ကိုလှပအောင်ပြင်ဆင်တဲ့စတိုင်လေးတစ်ယောက်ကမေမြင့်ဒီအဝတ်နဲ့မင်းကအလွန်တောက်ပမယ်လို့ပြောတဲ့အခါငါပြုံးခဲ့တယ်။အဲ့ဒီနေ့ငါဟာမန္တလေးမြို့ရဲ့အထက်တန်းလမ်းမကြီးမှာရှိတဲ့ရှေးဟောင်းရိုးရာအဆောက်အအုံတစ်ခုထဲမှာပထမဆုံးအကြိမ်နိုင်ငံရေးလူကြီးတွေနဲ့တွေ့ဆုံခဲ့ရတယ်။အဲ့ဒီမှာမောင်မောင်နဲ့တစ်ဖက်မှာမျက်နှာမပြောင်းတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်။သူ့အမိကလေးလေးအလှပဆုံးဖြစ်ပေမဲ့ယောဂဆန်တဲ့စကားတွေပြောနေလို့သူမကိုငါကတစိမ့်တစ်ပိုင်းလိုက်စားလိုက်တယ်။ငါကိုမင်းရဲ့ဇနီးလို့မိတ်ဆက်ခဲ့တဲ့မောင်မောင်ကအေးဆေးအောင်ပြောတယ်။ဒီကဘာမှာချစ်ချင်းမရှိဘူး။ရိုးရာပုံစံနဲ့ပဲလုပ်နေကြတာလို့အဲ့ဒီနေ့ငါအတွက်အချိန်ကအရမ်းနာကျင်စေပြီးမနှက်ဖြန်ဘက်ကိုစိတ်ပူပန်စရာတွေကိုမျှော်လင့်ရင်ငါမောင်မောင်ရဲ့လှပတဲ့မျက်နှာကိုတစ်ချိန်လောက်သာဆက်မြင်ခဲ့တယ်။အဆုံးနေ့နန်းနေ့မှာနန်းတော်လိုပုဂ္ဂိုလ်ရေးအဆောက်အုံတဲကိုဝင်ရောက်လာတဲ့အခါငါ့ကိုလှပတဲ့အဝတ်စားနဲ့လက်ဝတ်ရတနာတွေဝတ်ဆင်ထားတဲ့မောင်မောင်ကခဏတစိမ့်တစ်ပိုင်းအေးဆေးစွာကြည့်လိုက်တယ်။သူ့ရဲ့မျက်လုံးတွေကမန္တလေးရဲ့ထီးကျုပ်တောင်ပေါ်ကမိုးဆက်လုံးတွေလိုစိမ့်လေးကြားတဲ့အပြင်အေးမြတဲ့တစ်တောလေကဲသို့ရင်ထဲကိုဝင်ရောက်လာတာကိုငါခံစားရတယ်။ငါစိတ်ထဲတစိမ့်တစ်ပိုင်းကဒီလူနဲ့ဘလို့နေမလဲသူ့ရဲ့ရုပ်ရည်ကအလွန်ခိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့အပြုအမူကရေခဲဘေးနားကခြံတော်လေးလိုပဲဆိုပြီးပြောနေခဲ့တယ်။တနေ့မှာတော့အခမ်းအနားတစ်ခုမှာငါတို့2ယောက်ရှိနေတဲ့အချိန်မောင်မောင်ကငါလက်ကိုမော်တော်ကားတစ်စီးနဲ့ကယ်ဆယ်ခဲ့တဲ့လမ်းမကြီးပေါ်မှာလူတွေအများကြီးရှိပြီးတန်ဆင်းထဲမှာကြားရောက်ခဲ့တဲ့ငါကိုအားကောင်းစွာဖမ်းဆီးခဲ့တဲ့ငါရဲ့လက်ကိုချစ်စနိုးပြီးပြောတယ်မေမြင့်မင်းကိုထိခိုက်စေချင်တာမဟုတ်ဘူးဒါပေမဲ့မင်းအတွက်အရေးကြီးတဲ့အရာတွေရှိတယ်ဆိုပြီးအေးဆေးပြောသွားတယ်ငါအနားမှာရှိတဲ့သူတွေကသူ့ပြောကိုနားထောင်ရင်းလက်တွေ့ဘဝနဲ့ရှုပ်ထွေးနေတဲ့မေမြင့်ရဲ့မျက်လုံးတွေကိုသူတို့ရဲ့မျက်နှာတွေမှာရင်ထဲထိတွေ့မှုနဲ့ကြည့်ကြတယ်။အဲ့ဒီနေ့ငါရဲ့ချစ်ချင်းမဲ့ပုံစံထဲမှာပုံမှန်မဟုတ်တဲ့အရာတစ်ခုဖြစ်ပေါ်လာတယ်။မောင်မောင်ရဲ့စကားတွေမျက်လုံးတွေကငါရဲ့အတွင်းကိုတဖြည်းဖြည်းဖောက်ထွင်းလာတာ။ညနေခင်းမှာငါတို့အတူတူဥယျာဉ်ထဲကခုံပေါ်ထိုင်ပြီးလေထဲကရနံ့နဲ့တစ်ဖူးတွေကြားကရှုပ်ထွေးတဲ့စကားတွေပြောခဲ့တယ်။မေမြင့်မင်းကဒီနေရာမှာဖန်တီးထားတဲ့ဇက်ကောင်မဟုတ်ဘူး။မင်းဟာဒီနေရာရဲ့အသက်ပါပဲဆိုပြီးမောင်မောင်ကပြောလိုက်တယ်။ငါရဲ့အရင်ကမျက်နှာပေါ်မှာပြုံးမှုစကားလုံးတွေဟာဒီနေ့ကနေစပြီးအနှဲငယ်ပြောင်းလဲပြသခဲ့တယ်။အဲ့ဒီနေ့ငါသိခဲ့တယ်ဒီဇလန်းထဲမှာငါဒီငါကိုယ်ပိုင်အသက်ရှင်မှုနဲ့ရင်ဆိုင်နေတဲ့သူဖြစ်လာပြီဆိုတာကိုအဆုံး3ဒီနေ့လဲမနက်8နာရီမှာမစွမ်းမချမ်းနဲ့မနက်စာစားနေစဉ်မောင်မောင်ကငါ့ကိုတစ်ချက်ကြည့်ပြီးပြောလာတယ်မေမြင့်ဒီဇက်ကောင်မမင်းလက်ဝဲကဖီအားတွေကိုအ ਨੇ ဆုံးထားပါလက်ဝဲရဲ့စိတ်လှုပ်ရှားမှုတွေကကျွန်တော်အတွက်အန္တရာယ်ဖြစ်တတ်တယ်ဆိုပြီးရေမောစွာပြောလိုက်တယ်
ငါလဲမျက်စိလေးတွေကတစ်ဖက်လိုက်နာပြီးဖြော့ပြုံးခဲ့တယ်။မနက်7 နာရီမှာကျင်းပတဲ့အခမ်းအနားတစ်ခုမှာမောင်မောင်နဲ့အတူလူအများကြားထိုင်ရင်းသူ့ရဲ့စီးပွားရေးပွဲတော်ကြီးကိုကြည့်ရှုနေရင်ငါရဲ့အဝတ်အစားထူးခြားစွာတန်ရှင်းပြီးခေတ်မီတဲ့ရှုပ်ထွေးမှုနဲ့ပြည့်နှက်နေတဲ့ထိုအချိန်ငါရဲ့ရင်ထဲမှာတော့စိတ်လှုပ်ရှားမှုနဲ့စိတ်ပင်ပန်းမှုတွေရောနှောနေပြီးခြေထောက်ကလည်းခက်ခဲနေတာကိုခံစားရတယ်။ညနေပိုင်းမှာအိမ်ပြန်ရလမ်းမှာမောင်မောင်ကငါလက်ကိုမမန်းစွာဆွဲထားပြီးမေမြင့်မင်းရဲ့ရေမောမှုကကျွန်တော်အတွက်အလင်းရောင်တစ်ခုလိုပဲဒါပေမဲ့အိမ်ပြန်ရမဲ့မိုင်လန်းကြီးပေါ်မှာအဲ့ဒီမီးပွားကိုမလွတ်ပေးခြင်းဘူးလို့ပြောလိုက်တယ်။အိမ်ပြန်ရလမ်းချင်းလမ်းပေါ်မှာတော့စိတ်ထဲကမီးပွားတွေပုံမပြင်းထန်လာပြီးငါရဲ့အတွင်းခံကိုတစ်စိတ်တစ်ပိုင်းကအလင်းတောက်ပေါက်အောင်အနှဲငယ်စူးစမ်းနေသလိုဖြစ်လာတယ်။အိမ်ဝင်ပြီးလက်ဝတ်ရတနာတွေကိုဖြုတ်ချိန်မှာရှေ့တဆင့်မောင်မောင်ကငါ့ကိုတစ်ဖက်ကနန်းနာကြည့်ပြီးမေမြင့်မင်းကဒီလောကမှာမျောလင်းချက်နဲ့ကြည်နူးမှုကိုပြန်လည်ပေးနိုင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်လို့ပြောလိုက်တယ်။ငါရဲ့နှလုံးသားကမကြာခဏတုန်လှုပ်ပြီးငါရဲ့အနာဂတ်ဟာစာချုပ်ထက်ပိုမိုခက်ခဲပြီးရင်ဆိုင်ဖို့အလွန်ရှုပ်ထွေးနေတယ်ဆိုတာကိုခံစားရတယ်။အဆုံး၄ညနေခင်းကအခန်းမှာတနေ့တာအလုံးနဲ့စိတ်ညစ်မှုတွေကိုရေချိုးပြီးနှွေးထွေးတဲ့ရေချိုးခန်းမှထွက်လာတဲ့အခါရှေ့တကားမှာတစ်ချက်သေးတုံခါးတန်တစ်ခုကြားရတယ်။ဟုတ်ကဲ့လို့ငါပြန်ဆိုလိုက်တဲ့အခါတကားပေါက်ပြီးမောင်ပဲရှိတယ်။သူ့ကိုဒီလိုအဝတ်အစားနဲ့မမြင်ဘူး။အနက်ရောင်ခရိုက်ရှက်နဲ့ဂျင်းပေါင်းပြီးချောမွေးတဲ့မျက်နှာရိုးရှင်းတဲ့သပင်အလှပဆုံးပုံစံနဲ့မင်းမြင့်ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်လို့သူတိတ်ဆိတ်ပြောတယ်။ငါနဲ့မောင်ကြားမှာစကားလုံးတွေမရှိဘဲတေးကြတဲ့တိတ်ဆိတ်မှုတစ်ခုသာရှိနေတယ်။ဒီနေ့မင်းရဲ့ရေမောမှုနဲ့တက်ကြွမှုကကျွန်တော်ရဲ့စနစ်ကိုချိုးဖောက်သွားတယ်။မင်းမြင့်ဆိုပြီးသူကတစ်ဖက်ကိုပြန်ကြည့်တယ်။ငါလည်းစိတ်ထဲကတစိတ်တစ်ပိုင်းကတစုံတစ်ယောက်ကိုပြောလိုက်ခြင်းနဲ့ခံစားချက်နဲ့အလွမ်းတရားတွေရှိနေတယ်။အဲ့ဒီညမှာတော့မောင်နဲ့ငါတခန်းထဲမှာတူတူထိုင်ပြီးတိတ်ဆိတ်စွာလေထုကိုခံစားရင်းတစိတ်တစ်ပိုင်းကသဘောထားခံစားချက်တွေဖောက်ထွင်းလာတာကိုတွေ့ရတယ်။ငါရဲ့ရင်ထဲမှာမနေ့ကထက်ပိုပြီးရင်ခုန်မှုတွေဖြစ်လာပြီးသူ့ရဲ့မျက်နှာမှာလည်းအနှဲငယ်ตาရမှုတွေရှိလာတယ်။မင်းမြင့်ငါတို့ရဲ့ဒီပုံစံကပုံမှန်မဟုတ်ဘူး။ဒါပေမဲ့မင်းကကျွန်တော်ရဲ့အနားမှာရှိခြင်းနဲ့မိန်းကလေးဖြစ်လာပြီလို့သူကပြောလိုက်တယ်။ငါရဲ့နှလုံးသားကတစ်ဖက်ပေါ်ကမီးပွားတွေလိုပောက်ကွဲသွားစေခြင်းနဲ့ဒီညမှာငါပထမဆုံးအပြင်အဆင်ပြောင်းလဲတွေကိုမျက်နှာပေါ်ပြသပြီးငါကိုယ်ပိုင်အသက်ရှင်မှုလေးကိုခံစားလိုက်တဲ့မောင်နဲ့ရင်ဆိုင်ရင်ငါနဲ့သူတို့ရဲ့အချစ်ဆက်လန်းဟာစတင်ဖို့အသင့်ဖြစ်လာပြီလို့ခံစားရတယ်။အဆုံးငါတနေ့ရက်အနေနဲ့မနက်ခင်းမှာငါအခန်းမှအဝတ်စုံတွေကိုစီစစ်နေတဲ့အချိန်တစုံတစ်ယောက်လျှို့ဝှက်စွာလာရောက်ခဲ့တယ်။သူ့နာမည်ကနန်းသိန်းမန္တလေးကအသက်30ကျော်ပြီးအဆင့်တန်းမြင့်လူမှုအတိုင်းဝိုင်းကမိန်းကလေးတဦးသူ့ရဲ့မျက်လုံးတွေမှာအကြမ်းဖက်မှုနဲ့ရေစက်တွေရောနှောနေပြီးမျက်နှာပေါ်မှာတော့မျက်စိအောက်ညိုနွယ်ရှိနေတယ်။မင်းမြင့်မင်းအတွက်အရေးကြီးတဲ့သတင်းရှိတယ်လို့နန်းသိန်းကပြောလိုက်တယ်။ငါစိတ်ထဲကတစိတ်တစ်ပိုင်းကစိုးရိမ်မှုတွေပေါ်လာပြီးဘာဖြစ်လို့လဲဘာပြောချင်တာလဲလို့မေးတယ်။နန်းသိန်းကတိတ်ဆိတ်နဲ့ပြောတယ်မောင်ရဲ့အချစ်ဇလန်းမှာမင်းထက်ပိုပြီးနားလေသူတယောက်ရှိနေပြီးသူ့ရဲ့လှို့ဝှက်ချက်တွေကိုသိတယ်ဒါပေမဲ့မင်းကိုမသိချင်ဘူးဆိုပြီးအနှဲငယ်သတိပေးလိုက်တယ်။ငါရဲ့နှလုံးသားကစိတ်မချမ်းသာမှုနဲ့ပြည့်နှက်ပြီးမောင်ကိုတေချာမြင်နေဆိုတာကိုပြန်တွေးလိုက်တယ်ဒီကဘာမှာစာချုပ်နဲ့ရှေ့တန်းကတစုံတစ်ယောက်ကငါအတွက်အနေရဖြစ်လာနိုင်တယ်ဆိုတာကိုထင်ရှားလာတယ်။ညမှာတော့မောင်နဲ့တူတူထမင်းစားနေစဉ်ငါရဲ့မေးခွန်းတစ်ခုကိုမောင်ကတုံ့ပြန်ပြီးမေမြင့်မင်းကဒီဇလန်းထဲမှာတယောက်တည်းမဟုတ်ဘူး။ဒါဟာစိတ်ပင်ပန်းမှုနဲ့အနေရတွေရောနှောနေတဲ့ဇလန်းဖြစ်တယ်လို့ပြောလိုက်တယ်။ငါရဲ့စိတ်ထဲမှာမောဟိုင်းကိုရိုက်ခတ်သလိုနားလည်မှုနဲ့ရင်ခုန်မှုတွေပေါ်လာပြီးငါတို့ရဲ့ဇလန်းဟာရင်ဆိုင်ဖို့အပိုင်းအသစ်တစ်ခုကိုစတင်နေပြီလို့ခံစားရတယ်။အဆုံး6ညနေခင်းငါအခန်းမှာပဲစိတ်ညစ်စရာတွေကိုရှင်းလင်းဖို့စ조사ရင်းမောင်ကတခါတရံလျှို့ဝှက်စွာလာရောက်တယ်အဆက်ပြောက်မရှိတဲ့အနက်ရောင်ရှက်ရှက်နဲ့ဘောင်းဘီချောမွေးတဲ့သပင်ပုံစံနဲ့သူ့မျက်နှာမှာတော့ရိုးရှင်းပေမဲ့အနက်ရှိုင်းတဲ့မျက်စိတွေရှိတယ်။မင်းနဲ့တွေ့ရတာအမြဲတမ်းမျောလင့်နေတဲ့အရာတစ်ခုပါဆိုပြီးသူကတိတ်ဆိတ်ပြောလိုက်တယ်။ငါအတွင်းကတစိတ်တစ်ပိုင်းမှာသူ့စကားတွေကစစ်မှန်တဲ့ခံစားချက်တွေဖြစ်လာတာကိုခံစားရတယ်။
တညမှာတော့ငါတို့နှစ်ယောက်တူတူဥယျာဉ်ထဲမှာထိုင်ပြီးလေထုရဲ့နှွေးထွေးမှုနဲ့ဖန်တီးနေတဲ့အချစ်ဇာတ်လမ်းကိုပြောဆိုခဲ့တယ်။မောင်မောင်ကမေမြင့်မင်းဟာကျွန်တော်ဘဝရဲ့အလင်းတန်းကိုပြန်ပေးတဲ့မိန်းကလေးပါလို့ပြောလိုက်တယ်။ငါရဲ့နှလုံးသားကတစ်ဖက်လောင်ပွားပြီးငါနဲ့သူတို့ရဲ့အချစ်ဟာစာချုပ်ထက်ပိုပြီးအရေးကြီးတဲ့အရာဖြစ်လာတာကိုခံစားရတယ်။တညမှာတော့ငါခန်းတကားကိုတစ်ချက်တည်းတုံခါတန်နဲ့ဖွင့်လိုက်တဲ့မောင်မောင်ကမေမြင့်ဒီဇလန်းဟာမင်းနဲ့ကျွန်တော်ပဲရေးဆွဲကြမယ်လို့ပြောလိုက်တယ်။ငါရဲ့စိတ်ထဲမှာတော့မျှော်လင့်ချက်နဲ့ရင်ခုန်မှုတွေပေါ်လာပြီးဒီဇလန်းဟာစာချုပ်ကမဟုတ်ပဲစိတ်ကူးရင်အလွန်အမှန်တရားဖြစ်လာဖို့အသင့်ဖြစ်လာပြီလို့ခံစားရတယ်။အဆုံးခုနှစ်အဲ့ဒီနေ့နက်မနက်စာစားနေစဉ်မောင်မောင်ကငါဘက်ကိုတစ်ချက်ကြည့်ပြီးမေမြင့်မင်းရဲ့ပြုံးကငါအတွက်ယန္တနာတစ်ခုပါလို့ပြောလိုက်တဲ့ငါရဲ့ရင်ထဲမှာတိတ်ဆိတ်နှွေးထွေးမှုတစ်ခုကူးဆက်သွားပြီးသူ့စကားတွေဟာငါရဲ့စိတ်ထဲကိုလှုပ်ရှားစေခဲ့တယ်။နေ့လယ်ပိုင်းမှာတော့မောင်မောင်နဲ့အတူတူရုံးခန်းမှာတည်ငြိမ်စွာထိုင်ရင်းသူ့ရဲ့စာချုပ်တွေအစီအစဉ်တွေကိုကြည့်ရှုနေရတယ်။ငါ့ကိုအစဉ်အမြဲအတိအမှတ်ပြုဖို့စ조사နေတဲ့သူ့ရဲ့မျက်နှာကိုကြည့်ရင်ငါလည်းသူ့အတွက်စိတ်ထဲကအနှဲငယ်တင်းမာမှုတွေခံစားရတယ်။ညနေခင်းမှာငါတို့နှစ်ယောက်စာကြည့်တိုက်ထဲမှာတွေ့ခဲ့ပြီးငါရဲ့လက်ထဲကစာအုပ်ကိုသူကငြိမ်သက်စွာဖတ်နေခဲ့တယ်။မေမြင့်ငါဘဝမှာမင်းလိုမိန်းကလေးတစ်ယောက်ရှိတာဟာအံ့ဩဖွယ်ရပါဆိုပြီးပြောလိုက်တယ်။အဲ့ဒီညမှာတော့ငါတို့နှစ်ယောက်တူတူဥယျာဉ်ထဲကခုံပေါ်ထိုင်ပြီးလေထုနဲ့စကားပြောခဲ့တယ်။သူ့ရဲ့မျက်စိထဲကစိတ်ဝင်စားမှုချစ်ချင်းမေတ္တာနဲ့ပြည့်နှက်လာတာကိုငါခံစားရတယ်။တနေ့မှာတော့မောင်မောင်ကမကြာခဏပြောတယ်မေမြင့်ငါတို့ရဲ့ဇလန်းဟာစာချုပ်နဲ့မဟုတ်ပဲအဖြစ်မှန်နဲ့ရေးဆွဲဖို့လိုပါတယ်လို့ငါရဲ့နှလုံးသားကစိတ်လှုပ်ရှားမှုနဲ့ပြေဝပြီးဒီဇလန်းနဲ့အနာဂတ်ကိုရင်ဆိုင်ဖို့အသင့်ဖြစ်လာပြီလို့ခံစားရတယ်။အဆုံးရှစ်ညနေခင်းမှာပဲမောင်မောင်ကငါအခန်းတကားကိုတစ်ချက်တည်းတုံခါပြီးဝင်လာတယ်။သူ့ရဲ့မျက်နှာမှာရိုးရှင်းတဲ့ပြုံးမှုတစ်ခုနဲ့မေမြင့်ဒီနေ့ကျွန်တော်တို့အတွက်အရေးကြီးတဲ့နေ့တစ်နေ့ပါလို့ပြောလိုက်တယ်။ငါရဲ့စိတ်ထဲမှာတစ်စိတ်တစ်ပိုင်းကစိုးရိမ်မှုနဲ့စိတ်လှုပ်ရှားမှုတွေပေါ်လာပြီးမောင်မောင်ရဲ့စကားတွေဟာငါရဲ့ရင်ထဲကိုတစ်ဖက်လှုပ်ရှားစေခဲ့တယ်။အဲ့ဒီနေ့ငါတို့နှစ်ယောက်အတူတူဥယျာဉ်ထဲကခုံပေါ်ထိုင်ပြီးလေထုနဲ့စကားပြောခဲ့တယ်။မောင်မောင်ကမေမြင့်မင်းဟာကျွန်တော်ဘဝရဲ့အလင်းတန်းပါလို့ပြောလိုက်တယ်။ငါရဲ့နှလုံးသားကတစ်ဖက်လောင်ပွားပြီးငါတို့ရဲ့အချစ်ဇာတ်လမ်းဟာစာချုပ်နဲ့မဟုတ်ပဲစိတ်ကူးရင်အဖြစ်တိုးတက်လာတာကိုခံစားရတယ်။ညအချိန်မှာမောင်မောင်ကငါ့ကိုနန်းနာကြည့်ပြီးမေမြင့်ဒီဇလန်းဟာကျွန်တော်တို့နှစ်ယောက်ရဲ့ပဲဖြစ်လာပါပြီလို့ပြောလိုက်တယ်။ငါရဲ့စိတ်ထဲမှာတော့မျှော်လင့်ချက်နဲ့ရင်ခုန်မှုတွေပေါ်လာပြီးငါတို့ရဲ့ဇလန်းဟာစာချုပ်ထက်ပိုပြီးအသက်ဝင်လာဖို့အသင့်ဖြစ်နေပြီလို့ခံစားရတယ်။အဆုံးကိုတညမှာငါတို့နှစ်ယောက်အိမ်ပြန်လာပြီးတော့ဥယျာဉ်ထဲကခုံပေါ်မှာထိုင်နေစဉ်မောင်မောင်ကငါ့ကိုရှေ့ဆက်ပြောလာတယ်။မေမြင့်တကယ်တော့ငါဘဝမှာမင်းလိုမိန်းကလေးတစ်ယောက်ရှိခဲ့တာတာယာမှုတစ်ခုပါလို့ငါရဲ့မျက်စိထဲမှာတော့တစ်စိတ်တစ်ပိုင်းမျက်ရည်တွေမျောလင်းမှုနဲ့ပြည့်နေပြီးမောင်မောင်ရဲ့စကားတွေကြောင့်ငါရဲ့စိတ်ထဲကအမှောင်တွေတဖြည်းဖြည်းပြန်ပြောက်သွားတာကိုခံစားရတယ်။ညနေခင်းမှာတော့ငါတို့နှစ်ယောက်ဟင်းလျာစားပြီးတိတ်ဆိတ်စွာပြောဆိုခဲ့တယ်။မောင်မောင်ကမေမြင့်ကျွန်တော်တို့ရဲ့ဇလန်းဟာစာချုပ်ထက်ပိုပြီးအမှန်တကယ်ဖြစ်လာဖို့လိုပါတယ်လို့ပြောလိုက်တယ်။ငါရဲ့နှလုံးသားကတစ်ဖက်ပိုမိုပျော်ရွှင်မှုနဲ့ပြေဝပြီးငါတို့ရဲ့ချစ်ချင်းဇလန်းဟာအနာဂတ်ကိုရင်ဆိုင်ဖို့အသင့်ဖြစ်လာပြီလို့ခံစားရတယ်။အဆုံးတစ်ဆက်ညင်တညမှာမောင်မောင်ကငါ့ကိုလှပတဲ့ပန်းချံတစ်ခုတည်းခေါ်သွားတယ်။အလင်းရောင်နဲ့မိုးလေးရွာနေပြီးငါလက်ကိုဂယုစိုက်စွာဖမ်းထားတယ်။သူ့မျက်လုံးထဲကနူးညံ့မှုနဲ့တစ်ဖက်စိတ်ထဲကိုပြန်လဲထိတွေ့နေတယ်။မေမြင့်မင်းကိုစာချုပ်နဲ့မဟုတ်ပဲအပြစ်မဲ့ချစ်ချင်းနဲ့ရှင်သန်ခြင်းနဲ့လို့သူပြောလိုက်တယ်။ငါရဲ့နှလုံးသားကတစ်ဖက်လောင်ပွားလာပြီးစိတ်ထဲကအားလန့်မှုနဲ့အသစ်ဆက်ဖြစ်လာတဲ့ခံစားချက်တွေကိုခံစားရတယ်။ဒါပေမဲ့တစ်ဖက်မှာငါရဲ့မျက်နှာနဲ့ကိုယ်ထဲမှာတစ်စိတ်တစ်ပိုင်းရှုပ်ထွေးမှုနဲ့စိုးရိမ်မှုတွေဒဏ်ရာရရှိနေတယ်။ငါတို့ရဲ့အချစ်ဇာတ်လမ်းဟာစာချုပ်နဲ့မဟုတ်ပဲနောက်ဆုံးအပိုင်းမှာတရားမျှတမှုနဲ့ရင်ဆိုင်ဖို့ပြင်ဆင်နေပြီလို့ခံစားရတယ်။တကားမှအနောက်ဘက်မှာတစ်စိတ်တစ်ပိုင်းမျက်နှာတစ်ခုပေါ်လာပြီးအဲ့ဒီမျက်နှာကငါအနာဂတ်ရဲ့အမှောင်ထဲကသတိပေးချက်တစ်ခုလိုဖြစ်နေတယ်
ဒီဇလန်းရဲ့နောက်ဆုံးဟာဘာဖြစ်မလဲမောင်မောင်နဲ့မေမြင့်ရဲ့ချစ်ချင်းဟာအမှန်တကယ်ရှိနေမလားဆိုတဲ့မေးခွန်းနဲ့ဇလန်းကအဆုံးသတ်သွားတယ်။အဆုံး